အရန်ဝမ်းတာပါတယ်ဒီကနေ့ဒီလိုစောင့်စားနေရတဲ့ရက်တရက်ပေါ့ဒီဖုန်းတော်ကြီးဖြစ်ဖို့ဆိုတာဒီကံအရင်ဖြစ်ရတာပေါ့နော်ဒီဟာလည်းပဲဖုန်းတော်ကြီးရဲ့ clarity အတိုင်းပဲမှာဝင်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့တကယ်လည်းပဲဝမ်းတာရတယ်ခွန်အားရပါတယ်နော်ပထမဆုံးအနေနဲ့ဖျားသခင်ကိုကျေးဇူးတင်ပါတယ်လို့မထိုက်တန်ပေမဲ့ဒီလိုခေါ်တော်မူခြင်းမှာဆောင်းလန်းဖို့တဲ့အားအင်းတွေပေးပြီးတော့ရွေးကောက်တော်မူတဲ့ဖျားသခင်ကိုကျေးဇူးတင်တယ်နောက်ပြီးတော့ဒီလိုဒီကနေ့လိုမျိုးမှာကျွန်တော်တို့ခေါ်ပြီးတော့တိတ်ခါတင်ပေးတဲ့ကာရီနယ်အဖကာရီနယ်ချားစကိုလည်းအထူးကျေးဇူးတင်ပါတယ်နောက်ပြီးတော့ဒီပါရာတူညီကမ္ဘာမအားလုံးကျွန်တော်တို့နီးလျက်မျိုးဖြစ်ကူညီပေးနေကြတော့ပါရာတူအများအားလုံးကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောလိုပါတယ်ဒီလိုဒီကံခံပြီးတဲ့နောက်မှာတိတ်မကြခင်မှာပဲเนาะဒီကက်တလစ်ယဟန်တပါဖြစ်နိုင်ဖို့အတွက်ဆက်လက်ပြီးတော့ဆုတောင်းပေးကြပါဆက်လက်ပြီးတော့ဝိုင်းဝန်းကူညီပြီးတော့ဆုတောင်းပေးကြပါလို့မှာကြားလိုပါတယ်ဖျားသခင်ရဲ့ကျေးဇူးတော်ကြောင့်အခုလိုမျိုးဒီကံတိတ်ခါကိုခံယူခွင့်ရတဲ့အတွက်အထူးပဲဖျားသခင်ကိုကျေးဇူးတင်လိုပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဆိုတဲ့နေရာမှာလဲကျွန်တော်ပေါ့နော်အဓိကကျွန်တော်တို့မထိုက်တန်တော်များလဲဖျားသခင်ရဲ့ကျေးဇူးတော်အားဖြင့်အခုလိုမျိုးရွေးကောက်ခြင်းခံရတဲ့အတွက်ပထမဦးစွာဖျားသခင်ကိုအထူးပဲကျေးဇူးတင်လိုပါတယ်။ဆက်လက်ပြီးတော့ကျွန်တော်ကိုကူညီပေးတဲ့အထူးတစ်ဖြစ်ဒီကံတိတ်ခါကိုတင်မြောက်ပေးတဲ့အဖဆရာတော်ဘုရားကာဒီနယ်ချားစ်ကိုလည်းအထူးကျေးဇူးတင်လိုပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ကိုကြည့်ရှုစောင့်ရှောက်ပေးနေတဲ့ဘုန်းတော်ကြီးများလည်းရှိပါတယ်သူတို့အားလုံးကိုလည်းဤနေရာကနေပြီးတော့အထူးပဲကျေးဇူးတင်လိုတယ်ဆိုတဲ့အားကိုလည်းပြောချင်တယ်ဆက်လက်ပြီးတော့ယဟန်ဘဝကိုတက်လန်းဖို့အတွက်ကြိုးစားရပါအောင်မယ်ဒါတော့ဒီနေ့အဗီရဝန်ကိုနာတော်တာစင်တဲ့ဘာသာသူများအားလုံးကျွန်တော်ကိုဆက်လက်ပြီးတော့ဆုတောင်းမေတ္တာပို့ပေးကြပါလို့အားလုံးကိုတောင်းဆိုချင်ပါတယ်ဒီကအနေနဲ့ကတော့ဒီထဲမှာပြောမပြတတ်လားပြောမပြတတ်အောင်အရန်ခံစားပျော်ရွှင်မှုကိုခံစားရပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်ရဲ့အတိညာနဲ့ခွန်အားနဲ့ကမတတ်နိုင်ဘူးဒီဘုရားရှင်ရဲ့အမှုတော်ဆောင်ရာမှာသူ့ဝမဲ့လည်းဘုရားရဲ့တနာကရုဏာကျေးဇူးတော်ကြောင့်ဒါခုလိုမျိုးဒီကအရာအမှုတော်ဆောင်ဖို့ရွေးချယ်ခံရတဲ့အတွက်အလွန်ပဲဝမ်းမြောက်ဝမ်းသာပြီးဘုရားသခင်ကိုလည်းအလွန်ကျေးဇူးတင်ရှိပါကြောင်းပြောကြားလိုပါတယ်